ကျန်းမာလှပခြင်းအတွက်ဖြတ်လမ်းမရှိ။လှပချင်တဲ့သူတွေ၊အမျိုးသမီးတွေအတွက်ကျန်းမာရေးဆိုရုံခေါင်းစဉ်တွေဟာဆွဲဆောင်မှုမရှိတာကျမသိပါတယ်။ပိုက်ဆံရှိပြီဆိုတာနဲ့လှပမှုကိုလိုချင်တာဝယ်လို့ရတဲ့ခေတ်မို့လား။အဆီကျစက်တွေရှိတယ်၊နုပြလာအောင်ဖန်တီးပေးမဲ့ထိုးဆေးတွေရှိတယ်။အသားအရည်လှဖို့ဖြည့်စွက်အားဆေးလိုချင်လား။ကြည့်ကောင်းအောင်ပုံဖော်ပေးမဲ့တွင်းငယ်အင်ဂျီမျိုးလား။ဘာမဆိုဟာကျမတို့အိတ်ကပ်ထဲမှာပိုက်ဆံထွက်ရုံနဲ့ချက်ချင်းလှကြဖို့ကူညီပေးကြတော့တာမလား။ဒါကိုကျမကလှဖို့ကျန်းမာဖို့ဖြတ်လမ်းမလိုက်ကြနဲ့စို့လို့ဘာညာရေးပြရင်တော့ရှင်တို့ကျမကိုအံ့ဩယူကြရမှာပေါ့။ဒါပေမဲ့အမှန်တရားဟာတကယ်တော့ရှင်တို့ဟာမိတ်ကပ်ဖို့တလူမျိုးခဏတာရေလူနည်းနဲ့လှချင်ပချင်တာမဟုတ်ရင်တော့လောင်းရမ်းလောင်းထမ်းကိုသာရွေးဖို့ရှိမှာပေါ့ကွယ်။လှပခြင်းဆိုတာကျန်းမာခြင်းနောက်ကနေမှကပ်ရက်လိုက်ပါလာတဲ့အပေါ်ဆုလက်တွေပါ။တကယ်တော့များကျန်းမာခြင်းနဲ့နောက်ဆက်တွဲကောင်းကျိုးတွေမှာများလိုက်တာဆိုတာ head ခေါင်းစဉ်မှာရှင်တို့ရဲ့ထိုင်းရန်အနာကြီးကိုရင်းနှီးမြှုပ်နှံထက်ပိုသာတဲ့ investment မျိုးဘာမှရှိမတုန်းပေါ့လေ။ဘေးထွက်ဆိုးကျိုးတွေဘယ်လောက်တိုင်းတာများတောင်ရှိနေနိုင်မယ်ခန့်မှန်းမရတဲ့ဆေးတွေထိုးနေမယ့်အစားအချိန်မှန်အိပ်အချိန်မှန်စားပြီးလေ့ကျင့်ခန်းလေးပုံမှန်လုပ်ပါလို့ဖြည်းဖြည်းချင်းပြောယူတာပိုမကောင်းဘူးလား။ Of course ဒါမျိုးကျရှင်တို့လိုလှချင်တယ်လို့တော့ဟန်ချလောက်ဆိုပြီးရက်ဆက်တမ်းမရဘူးပေါ့။ဖြစ်ပုံကပြင်းကြတာရှိမယ်အချိန်မပေးကြတာရှိမယ်အားမထုတ်ချင်ကြတာတို့စိတ်မရှည်ကြတာတို့နည်းမျိုးစုံအမျိုးမျိုးရှိကြမှာပါပဲ။သို့တော်ညာကျမဟာသို့တော်ညာကျမတို့ဟာbranded personဖြစ်ချင်ကြတာမို့လား။ဈေးပေါပေါပဲပဲနဲ့အလယ်လိုက်တဲ့ကျန်းမာမှုလှပမှုတွေအတုတွေမဟုတ်တဲ့စစ်မှန်တဲ့အရှိတရားတွေလေ။ဒါတွေဖြစ်လာဖို့ဇွဲလဲလိုတာပေါ့။ရှင်တို့ဟာကိုယ့်ရဲ့တစ်နေ့တစ်တာကိုကောင်းကောင်းစီမံခန့်ခွဲတတ်ရမယ်။ကိုယ်ပေးနိုင်တဲ့အချိန်နဲ့စွမ်းရည်ကိုသေချာနားလည်ရမယ်။စချင်းကတော့ဘာကြီးတွေလုပ်ကြမယ်ဆိုတာထက်ဘာတွေတော့မလုပ်တော့ဘူးဟေ့ဆိုတာလောက်ကနေစရမှာပါပဲ။ဥပမာဆိုကြပါစို့ဆေးလိပ်မသောက်တော့ဘူး။အဆီစိတ်တွေမစားတော့ဘူး။အားနေ junk food တွေပါးစပ်ထဲမထည့်တော့ဘူးစသဖြင့်ပေါ့လေ။အတိုင်းထက်အလွန်ရတာရှိအောင်စွန့်ဖန်တီးထားတဲ့ချိုမှုန့်၊အသားမုန့်တွေဖုတွေကြီးစားလာသောက်လာတဲ့ရှင်တို့ရဲ့ရှာတကြောဟာကြာလေသဘာဝနဂိုမူလအရသာမျိုးကိုမခံစားတတ်တော့လာလေနဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေမှာတောင်ပျော်မွေ့နေမိတတ်ပါတယ်။ဆိုလိုတာကဒီဟာတွေကိုဖျက်ချရလောက်အောင်ငါတို့ပြန်ရမှာကဒီလိုလားလို့မေးရင်အိုးဘယ်လိုပြောလိုက်တာပါလိမ့်။ကျန်းမာလှပခြင်းထက်ပိုတဲ့ဆုလာဘ်မျိုးရှင်တို့ဘယ်မှာသွားရှာမတုန်းပေါ့လေ။လောကမှန်တောင်ငွေရှိရင်တောင်ဆေးကုမနိုင်တဲ့ကိစ္စတွေရှိနေသေးတာလဲရှင်တို့မျက်မြင်ကိုယ်တွေ့မဟုတ်လား။ကျမတို့ဟာလမ်းသွားရင်းတောင်ကပ်တိုက်ခံရပြီးတွေ့တာနိုင်ခြေရှိပါသေးတပါ။အနည်းဆုံးတော့ဆေးရုံမှန်မှန်ပိတ်သန်းလန်းနဲ့တော့မနေချင်ကြဘူးဟုတ်။အဆီပိုကင်းပြီးကျစ်လစ်တဲ့ခန္ဓာတစ်ခုနဲ့နေထိုင်ရတဲ့အခါရှင်တို့ဘယ်လောက်များတောင်နေလို့ထိုင်လို့ကောင်းတယ်ဆိုတာသိလာကြမှာပါ။ကိုယ့်ဟာကိုယ်ပျိုးထောင်လို့ရယူထားတဲ့ကျန်းမာလှပခြင်းဖြစ်လာတဲ့အခါလူဟာပုံမှန်ထက်ယုံကြည်မှုပိုရှိလာမှာစွမ်းရည်ပိုတက်လာမှာ။နောက်တစ်ခါရှင်တို့ထင်ထားတာထက်ပိုလို့တောင်လှလာဦးမှာ။အားကစားပုံမှန်လုပ်ရင်းကနေချွေးတွေထွက်ရင်းကနေကြည်စင်လာတဲ့အသားရည်က glass skin ဆိုပြီးနာမည်တပ်ထားတဲ့ဖြစ်စပ်ဆွေးတွေကိုရှင်နိုင်မယ်ထင်နေလား။အစားမှန်အသောက်မှန်သေချာပြင်ဆင်စားရာကနေရလာမယ့်နုပျိုမှုကဆေးတွေထိုးဆေးတွေသောက်ပြီးမှပိုင်ဆိုင်ရမယ့်ဘယ်တော့မှမပြီးဆုံးတဲ့ပြုပြင်ပြောင်းလဲခြင်းဖြစ်စဉ်ကြီးကိုအလဲမထိုးနိုင်လောက်ဘူးထင်ကြသလား။အများစုကတော့ပက်လက်တွေကိုသာမြင်တတ်ပြီးဘေးထွက်ဆိုးကျိုးနဲ့နောက်ဆက်တွဲကိစ္စတွေကိုဆိုဘေးချိတ်မိတတ်ကြတာပါပဲ။လှဖို့ကအရင်ကျန်တာများတော့နောင်ခါလာနောင်ဈေးတော်ရေးဆိုတာမျိုးကိုတကယ်ကဒီလူတွေမသိကြတာက well-being ဆိုတဲ့ lifestyle ဟာရှင်တို့လိုချင်တဲ့တန်းရချင်တဲ့ result မျိုးထက်ပိုသာတယ်ဆိုတာပါပဲ။ရလဒ်ဆိုတာဟာများတော့အပိုစုပေါ့။တကယ့်အကျိုးဖြစ်စေတာမျိုးကကျမတို့လိုချင်တဲ့ goal တွေဆီမှာတွေ့နေကြတဲ့ process မှာတင်ချက်ချင်းလက်ငင်းကိုခံစားနေရတာမျိုး။ဒီ process မှာရှင်တို့ဟာကိုယ့်ဟာကိုယ်ကျကျနနချစ်တတ်လာရာကနေ self respect တွေတိုးလာမယ်။ self confidence တွေရှိလာမယ်။ဒါတင်မကဖိစီးမှုဟော်မုန်းတွေလျော့ပြီးပျော်ရွှင်မှုဟော်မုန်းတွေပါရလာဦးမှာရဲ့။ဝမ်းတွင်းကိုကျဉ်ကျဉ်းနာနာဂရုတစိုက်နဲ့ကောင်းမွန်မြတ်သားတဲ့အစားအသောက်တွေကိုကျွေးမွေးခြင်းဟာသွယ်ဝိုက်သောအားဖြင့်ကျမတို့ပရိသတ်ဆီကစိတ်ဖိစီးမှုဟော်မုန်း
စိတ်ဖိစီးမှုဟော်မုန်းတွေထုတ်မလာနိုင်အောင်အလိုလိုကာကွယ်ရလောက်ပါတယ်အပေါ်မှာကျမရေးပြသွားတယ်လို့ပဲမစားရင်မစားထိုက်တဲ့အရာတွေစီကနေစဆောင်ကြည့်ပေါ့လေတခြားစားတော့မှုကိုဖျက်ကြည့်တာအလွန်ကျွံအချိန်မတော်စားတော့ခြင်းအကျင့်တွေစပြင်းတာအရက်ဘီယာမျိုးကိုနှိမ့်မိလေးထားတော့တာဆိုလိုတာကရှင်တို့ဟာဆက်discipline တော့ရှိဖို့လိုမယ်လောကကြီးကိုထိန်းချုပ်ဖို့ကြိုးစားကြည့်နေမယ်အစားကိုယ့်ပါဇက်သေးစီဘာတွေထည့်မယ်မထည့်ဘူးဆိုတာနဲ့ကိုယ့်ခန္ဓာကိုယ်ကိုဘယ်လိုမျှတအောင်ထိမယ်ဆိုတာမျိုးပါထိချောက်ဖို့စဉ်းစားကြည့်ပါဒါနဲ့ပဲဂျင်ပြင်းဖြူပြီးတလစာတွင်းမှာလို့တန်းဆော့ပြီးတော့ရဲလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့ဟိုနားဒီနားလေးသွားတာပြူတာလောက်တော့ကာမတုံးပဲလမ်းလျှောက်ရှိတာမျိုးဒီမချိုးခင်9မိနစ်10မိနစ်လောက်ချိန်ပေးပြီး one exercise လေးလုပ်ကြည့်တာဒါမှမဟုတ်အဲ့ရနိုးနိုးချင်းယောဂ10မိနစ်လောက်ကြည့်တာပရက်တွေမှာကြောချင်း တခါတလေများတော့စိတ်အားထက်သန်မှုဆိုတာဘာမှရှာပြလို့မရရင်တောင်ကျမတို့ဟာကိုယ်လုပ်စရာလေးရှိတာတော့စီးလေးကပ်လေးနဲ့လုပ်နေရမှာကွဒါဒီကနေပဲကိုယ့်အကိုလေးစားမှုချစ်ခင်မှုတွေမယ်အခြေခံတဲ့စနစ်ကျတဲ့ကျမပျော်ရွှင်ခြင်းတွေအလိုလိုတည်ဆောက်နိုင်မှာတော့မူလားဖြက်လန်းစီကနေဖန်တီးယူထားခြင်းမဟုတ်တဲ့ရည်စည်စီမံမှုပေါ့လေကျမချင်းအတွက်ဖြက်လန်းမရှိဆိုတဲ့ခေါင်းစဉ်လေးကိုလည်းဆ iam ရွနေလေးရဲ့ဘဝမှာကိုလူပါဆိုတဲ့ဒီဆောက်လေးကနေပဲထပ်ဖက်ပြပေးတာဖြစ်ပါတယ်ရှင်